영태의 벽 감장하고가 아노베 밍라바 다가저로 진노 아띠 친도마 스라제 묘송고 사이뷰게다바 동산다이 진노가 친도마 미스위네 어크로싱과 비로타데 오게니 묘사고 동뷰 타와네ကျွန်တော်ကစိုက်ပျိုးမြေကိုအမြဲတမ်းပုံဦးထားပေးတဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲ့စိုက်ပျိုးမြေတွေဟာဆိုရင်အမြဲတမ်းပွားပြီးမှ organic material တွေနဲ့ပြီးဆုံးနေပါတယ်။လူစစ်ကိုကြတော့ကျွန်တော် hybrid မျိုးပဲအသုံးပြုပြီးမှအပြင်မှာယူထုံပြီးမှပြန်ပြီးရှုစိုက်တာပါ။အပြင်မစိုက်ခင်စိုက်ပျိုးမြေတွေကိုကျွန်တော်ကရေကိုအရင်ဝအောင်လောင်းထားပေးပါတယ်။ကျွန်တော်စိုက်ပျိုးတဲ့အချိန်မှာမျိုးမတူတဲ့အပြင်၃မျိုးကိုတွဲပြီးမှအတူရှင်တွဲပြီးမှစိုက်ပျိုးထားတာပါ။ပြုတ်ပြင်ပြုတ်တဲ့10ရက်နဲ့15ရက်ကြားမှာရှိတဲ့ပြုတ်ပြင်တွေကိုကျွန်တော်ရွှေ့စိုက်တာပါရွှေ့စိုက်ပြီးတစ်ပတ်10ရက်အကြာမြင်တွေ့နေရတဲ့အပြင်လေးတွေပါပြုတ်မြေကိုမေးတမ်းဖုံးပေးပါစိုက်ပြုတ်မြေကိုမေးတမ်းဖုံးထားပေးဖို့လိုပါတယ်ဒါရွှေစိုက်ပြီးရပောင်း30တွေမြင်တွေ့နေရတဲ့အပြင်လေးတွေပါတော်တော်လေးကိုကြီးနေပြီကျွန်တော်တို့စပြီးမှခူလို့လည်းရပါပြီဒီအပြင်လေးတွေဟာဆိုရင်ကျွန်တော်တို့တော်တော်လေးကိုလက်ဆက်ပြီးအရွက်တွေဆိုလည်းအရန်ကိုနှုတ်ပါတယ်โอเคကျွန်တော်တို့စိုက်ပြုမယ်မရှိတဲ့တူတွေအခုလိုစိုက်ကြည့်ရအောင်အခုလိုလိုက်ပြီးမှစိုက်ရအောင်အခုလိုချင်းတောင်းတွေအိတ်တွေနဲ့လဲဇက်ကွက်ပို့တဲ့အထိကျွန်တော်တို့စိုက်ပြုနိုင်ပါတယ်